ဘာသာခြားတွေကဗုဒ္ဓဘာသာကိုစော်ကားတာကြောင့်ဆရာတော်ကတုတ်ပြန်တာကိုတီးခံဖို့ပြောနေကြပါတယ်အများကြီးမဟုတ်ပါဘူး2ယောက်3ယောက်လောက်ကပြောတာပါဆရာတော်တဲ့ဘာသာခြားတွေကဗုဒ္ဓဘာသာကိုစော်ကားတာကြောင့်ဆရာတော်ကတုတ်ပြန်တာကိုတီးခံဖို့ပြောနေကြပါတယ်အများကြီးမဟုတ်ပါဘူး2ယောက်3ယောက်လောက်ကပြောတာပါဆရာတော်တဲ့ဦးဇင်းတို့လူဝတ်ကြောင်ဘဝငငယ်တုန်းကဦးနီတိုးဆိုတဲ့တက္ကကြီးတယောက်ရှိပါတယ်အဲ့ဒီတက္ကကြီးကဦးဇင်းတို့ကိုနေတိုင်းတီးခံဖို့တီးခံခြင်းဟာအောင်မြင်ခြင်းဖြစ်ကြောင်းတီးခံခြင်းဟာမြတ်သောအကျင့်ဖြစ်ကြောင်းပြောဆိုဆုံးမပါတယ်တနေ့မှာသူ့မိန်းမနဲ့တခြားယောက်ျားတယောက်ရန်ဖြစ်တဲ့အခါမှာတစ်ဖက်ယောက်ျားကသူ့မိန်းမကိုတွန်းလှည့်လိုက်တဲ့အတွက်ဦးနီတို့ဟာစိတ်မထိန်နိုင်ဖြစ်ပြီးအဲ့ဒီယောက်ျားကိုလက်သီးနဲ့ထိုးလိုက်တဲ့အခါမှာတစ်ဖက်ယောက်ျားဟာနှာနူရိုးကျိုးသွားပါတယ်ဒါကိုမြင်တဲ့ဦးဇင်းတို့ကဦးနီတို့ကျွန်တော်တို့ကိုကြတော့တီးခံဖို့ပြောပြီးဦးနီတို့ကြတော့ဘာလို့တီးမခံတာလဲလို့မေးပါတယ်အဲ့ဒီအခါမှာဦးနီတို့ကငါကတီးခံဖို့ပြောတယ်ဆိုတာမင်းတို့အတွက်ပြောတာငါအတွက်ပြောတာမဟုတ်ဘူးတဲ့နော်ဒါကြောင့်တီးခံခြင်းဆိုတာဟာပြောရတာလွယ်ကူသလောက်လက်တွေ့ကျင့်သုံးဖို့ခက်ပါတယ်ဦးစင်းကိုတီးခံဖို့ပြောနေကြတဲ့လူတွေဟာသူတို့နဲ့သူတို့မိသားစုကိုမထိသေးလို့ပါသူတို့နဲ့သူတို့မိသားစုကိုထိကြည့်လိုက်ပါဥနီတို့လိုတုတ်ပြန်ပါလိမ့်မယ်နောက်ပြီးဦးစင်းတို့မြတ်စွာဘုရားကလည်းပဲခန္တီနဲ့ဗျာကိုခွဲခြားဟောပြခဲ့ပါတယ်ခန္တီဆိုတာကတီးခံတာကိုပြောတာပါဗျာဆိုတာကကြောက်တာကိုပြောတာပါမတုတ်ပြန်တဲ့မတုတ်ပြန်ထိုက်တဲ့အရာကိုမတုတ်ပြန်ပဲနေတာဟာခန္တီဖြစ်ပါတယ်တုတ်ပြန်တဲ့တုတ်ပြန်ထိုက်တဲ့အရာကိုမတုတ်ပြန်ပဲနေတာဟာဗျာဖြစ်ပါတယ်ဒါကြောင့်ဦးစင်းကိုတီးခံဖို့ပြောနေတဲ့လူတွေကိုပြောချင်တာကခန္တီနဲ့ဗျာကိုကွဲပြားစွာလုပ်ပါဥနီတို့လို့မလုပ်ပါနဲ့လို့ပြောချင်ပါတယ်နော်တချို့ကအဲ့လိုထောင်မှတ်နေတာကိုအာရုံစိုက်ပြီးတော့ဗုဒ္ဓရုပ်ဝါဒကိုအသုံးပြုတာကိုတတိထားမိရှင်မှာထားမိဒီလိုကစားတာကစိတ်တည်ငြိမ်မှုရတဲ့တမထနေဆန်တယ်လို့ထင်ရပေမဲ့အဲ့လိုအလုပ်ပေါ်မှာပြင်းမြောက်ခြင်းတဲ့လောဘဗီဒီယိုတစ်ပုဒ်ကိုရခြင်းတဲ့လောဘရှိနေတဲ့အတွက်ကြောင့်ကုသိုလ်တမာတိတော့မဖြစ်နိုင်မိစ္ဆာတမာတိပဲဖြစ်တယ်သူရဲ့လှုပ်ဆောင်နိုင်စွမ်းကိုတော့ချီးကျူးပါတယ်ဒါပေမဲ့ဘာသာရေးရှုထောင့်ကကြည့်မယ်ဆိုရင်တော့ဗုဒ္ဓရုပ်ဝါဒကိုလုံးဝမကစားသင့်ဘူးဗုဒ္ဓဘာသာကစိတ်ထိခိုက်မှုတော့ဖြစ်တာပေါ့သူ့ပြီးတော့တော်တော်များများကလည်းဗုဒ္ဓရုပ်ဝါဒတွေနဲ့ကစားထားတာတွေ့ရတာပေါ့ဒါကိုကြည့်ရင်ဘာသာကြားပဲဖြစ်လိမ့်မယ်သူ့အတွက်ကဖះဆင်းတူတော်ကိုကစားရတာလွယ်ပေမဲ့ဗုဒ္ဓဘာသာတွေအနေနဲ့ကတော့စိတ်နဲ့တောင်မပြတ်မှားရတဲ့အရာဖြစ်နေတယ်ဆော့တာကတခြားဟာနဲ့ဆော့တာအပြစ်မဆိုးကြည့်ကောင်းပါတယ်စိတ်ဝင်စားဖို့လည်းကောင်းပါတယ်ဒါပေမဲ့ဗုဒ္ဓဆင်းတူတော်နဲ့ဆော့ဖို့တော့မသင့်ဘူးလို့ထင်ပါတယ်နော်သူ့အနေနဲ့ဒီရုပ်ဘွားတော့ဟာကိုယ်ွယ်ရာဆိုတာကိုတခြားဗုဒ္ဓဘာသာဝင်တွေကိုယ်ွယ်ရာဆိုတာကိုမသိနိုင်စရာအကြောင်းမရှိပါဘူးသိလျက်နဲ့လုံးနေရင်တော့အပြစ်ကမနေပါဘူးမသိလို့လောက်တာထက်ကိုသိလို့လုံးနေရင်တော့ပို့ပြီးတော့အပြစ်ကြီးပါတယ်။ပြန်ကိုမေးကြည့်ကြတယ်လေတိဗ္ဗန်နိတဘာသာတစ်ခုကိုမဖြစ်မနေကိုးကွယ်ရမယ်ဆိုဘယ်ဘာသာကိုကိုးကွယ်ရအသင့်တယ်လဲလို့ထေရဝါဒမှာတပါမရှိဘူးတဲ့။ဦးဇင်းထေရဝါဒပိဋကကျမ်းစာဆိုတာကကြတော့ဖျားပရိနိဗ္ဗာန်ဆံပြီးတော့3လအကြာမှာတန်ခိုင်နာတင်ထားတာဖြစ်ပါတယ်။ပြီးရင်အဆက်ပြီးရင်ပေထက်အခရာတင်တယ်ပြီးရင်ကြောက်ထက်အခရာတင်တယ်ပြီးရင်တာမူအခရာတင်တယ်ဟိုလိုရင်ကွန်ပျူတာအခရာတင်နေပါပြီပြီးတော့မြတ်စွာဘုရားဟောတဲ့ဟိုတကြဝဠာအကြောင်းတွေဘုရားဟောတဲ့ရုပ်အကြောင်းတွေဘုရားဟောတဲ့စိတ်အကြောင်းတွေတူတာနော်အခုခေတ်သိမ္မာပညာရှင်တွေမလိုက်နိုင်ပါရုပ်တော်မှမနဲ့လိုက်နေရပါအခုသိမ္မာပညာရှင်တွေတွေ့တဲ့ရုပ်ပိုင်းဆိုင်ရာအကြောင်းတွေကိုမြတ်စွာဘုရားကလွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်ကလေးက
မိုက်ကိုတကုတ်မရှိတဲလီတကုတ်မရှိတခွဲကမရှိပဲနဲ့ဟောတာဖြစ်ပါတယ်နော်ပြီးတကြပါလားအနန္တဆိုတာကလည်းဗုဒ္ဓကအရင်ပြောတဲ့စကားပါနော်နောက်တိုင်းဘာသာကြီးဘာကြောင့်ဘာသာမဲ့တွေဖြစ်လာတယ်သူလို့ရှိရင်သူတို့ရဲ့ဘာသာတွေကသိပ္ပံနဲ့မညီလို့သိပ္ပံနဲ့မညီလို့ပါတဏှာဦးသိပ္ပံပညာရှင်တွေဆိုရှင်တွေတတ်တောင်ခံရတယ်ဒီအစိတ်တက်ခံတဲ့လူနဲ့ကျိုးပေးခံရတဲ့ပုံကိုယ်တွေနဲ့တို့တော့အမှန်တရားကအားကောင်းလာတဲ့ခါကျတို့မမြင်တော့မြင်တဲ့ခါကျတို့ကိုယ်တိုင်ကသိပ္ပံနဲ့ညီအောင်ကျမ်းတွေကိုပြန်ပြီးပြန်ရရှိပါတယ်အဲ့ဒီမှာဘုဒ္ဓတို့ထေရဝါဒဗုဒ္ဓဘာသာမပါပါဘူးမပြင်ပါဘူးနော်မပြင်ပါဘူး